သူတမထရီနဲ့ကုညီပေးမဲ့အောင်လာအားလုံးပဲမင်္ဂလာပါရှင်အောင်လာကတော့ခုလက်ရှိဖြစ်ပေါ်သွားတဲ့မြင်ကလေးနဲ့ပတ်သက်ပြီးတော့သူပါတစ်ဖက်တစ်လန်ကနေပါဝင်ပေးနိုင်ရေးစစ်စင်နေပြီဖြစ်ပါတယ်အောင်လာကတော့အဲဒီကြောင်လေးတွေကိုလည်းသူရဲ့ social media ပေါ်ကနေဖော်ပြအတည်ပြုလာခဲ့ပါတယ်အောင်လာကတော့အခုဖြစ်ပေါ်သွားတဲ့မြင်ကလေးဘေးမှာပျက်စီးဆုံးရှုံးခဲ့ရတဲ့နေရာတွေအတွက်သူတမထတဲ့အနိုင်ရလက်အိတ်တွေကိုလေလံတင်အောင်ချပြီးတော့တရောင်းတနေရာကနေကုညီပေးသွားမှာဖြစ်ပါတယ်မြန်မာ MMA Fighter ကချင်သားကြီးအောင်လာအန်ဆန်ကတော့အာလီယန်နလနီကိုအနိုင်ရခဲ့တဲ့ပွဲကလက်အိတ်တွေကိုလေလံတင်အောင်ချသွားမှာပါလက်အိတ်တစ်စုံအတွက်လေလံချန်ကင်စီကတော့7,300သို့မဟုတ်6,500 USD တက်မှတ်ထားပါတယ်အခုလိုအချိန်မှာတော့စီလုံးညီညွတ်ကြဖို့အရေးကြီးကြောင်းကိုလည်းထုတ်ပြောထားပါတယ်အောင်လာကဒီကြောင်းတွေကိုအခုလိုပဲမျှဝေကအတည်ပြုထားပါတယ်။အောင်လာကမြင်းကလင်းတန်ခမ်းပြည်သူများလွှဲနေတဲ့အထောက်ပံ့များအတွက်ပွဲနိုင်ရလက်အိတ်ကိုလူတန်းသွားပါမယ်။မြန်မာနိုင်ငံကကျွန်တော်ရဲ့အိမ်နှလုံးသားရှင်မြင့်ဖြစ်တဲ့တရက်တွေမှာမန္တလေးနဲ့စကိုင်းအလဲပိုင်းဒေသကိုပြင်းထန်တဲ့မြင်းကလင်းတစ်ခုလောက်ခတ်ခဲ့ပြီးနောက်မယုံနိုင်လောက်အောင်ဆုံးရှုံးမှုကြီးမားတဲ့တဘာဝပြင်းအထည်ကိုကြုံတွေ့ကြရတယ်။မိသားစုတွေဟာလည်းကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့တွေ့ကြုံနေရပြီးအိမ်တွေပြိုကျပျက်စီးတွေဆုံးရှုံးခဲ့ရပြီးအားလုံးဟာပြည်လဲထွထောင်နိုင်ဖို့ရုန်းကန်နေကြပါတယ်။ဒီလိုမျိုးအရေးကြီးတဲ့အခိုက်အတန့်တွေမှာကျွန်တော်တို့ဟာစီလုံးညီညွတ်ဖို့အရေးကြီးပါတယ်။ဒါကြောင့်ကျွန်တော်ကိုယ်တိုင်ထိခိုက်ခဲ့ရပြီးဒါကြောင့်ကျွန်တော်ကိုယ်တိုင်တိုက်ခိုက်ခဲ့ပြီးအနိုင်ရယူခဲ့တဲ့လက်အိတ်တွေကိုလေလံတင်ဖို့ဆုံးဖြတ်ချက်ချခဲ့တာပါ။အလူငွေတွေကိုအဓိကလိုအပ်တဲ့နေရာတွေစီအရောက်ပို့ပေးဖို့ရွေးရပါတယ်။သူတယောက်ချင်းစီရဲ့လူတန်းမှုဒေါ်လာတိုင်းဟာမြင်းကလင်းကျင့်ပြည်သူတွေအတွက်လိုအပ်နေတဲ့အစားအစာတွေနေရာထိုင်ခင်းနဲ့စီးဖက်ဆိုင်ရာကူညီရေးစသဖြင့်အများကြီးပံ့ပိုးပေးနိုင်မဲ့အလူငွေတွေဖြစ်တရိုက်ရောက်ရှိမှာပဲဖြစ်ပါတယ်လို့အသိပေးထားပါတယ်။အောင်လာကသူလီလန်တင်ရောက်ကြမဲ့လက်အိတ်တွေနဲ့ပတ်သက်ပြီးဒီလက်အိတ်တွေဟာခဏရေးအာမကန်မှုနဲ့ခွာတို့၏ကျင့်ကြံသားဖြစ်ပြီးအခုချိန်မှာကျွန်တော်တို့မြန်မာပြည်ကသူတွေကလည်းပြည်လဲရှင်တန်နိုင်ဖို့အဓိကလွယ်အပ်နေရပါစိတ်ခွန်အားဖြစ်စေမှာပါလို့ဆိုပါရယ်လေလံစတင်မဲ့ရက်မတ်လ31ရက်2025မနက်10:00နာရီဖြစ်ပြီးလေလံပြီးဆုံးမဲ့ရက်ဧပြီလ6ရက်2025ညနေ6:00နာရီလို့တရားပါရယ်အောင်လာကတော့ခုလိုလူတန်းထောက်ပံ့ပေးနိုင်ရေးစူးစမ်းနေပြီးလေလံတင်အောင်ကြရသမျှကိုမြင်းကလေးအတွက်လိုအပ်တဲ့နေရာမှာအကောလူတန်းထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ပြည်သူတွေကလည်းဝန်တာနေကြပြီးမန်တွေမှာအမျိုးမျိုးရေးသားကအပေးနေကြပါတယ်။အခုဆိုရင်မြင်းကလင်းပေးကြောင်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့နေရာတွေကိုအားလုံးကဝိုင်းဝန်းပြီးတော့ကုညင်ဆောင်ရွက်ပေးနေကြသလိုနိုင်ငံတကာကလည်းကုညင်ပေးလာနေကြပါပြီ။အောင်လာကတော့သူမျက်နှာတမွတ်ထားတဲ့နိုင်ပွဲရလက်အိတ်တွေကိုလေလံတေးဟောင်းချကလိုအပ်တဲ့နေရာတွေကိုကုညင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ဒါလည်းတကယ်ကိုလေးစားစရာဂုဏ်ယူစရာဖြစ်ပါတယ်။အခုဆိုရင်အောင်လာရဲ့တာသမင်တွေကတော့ငငယ်ရွယ်ရွယ်နဲ့မိဘတွေရဲ့လက်ပြကောင်းမှုပံ့ပိုးပေးမှုတွေကြောင့်အခုဆိုရင်အားကစားဖက်မှာအောင်မြင်ချွတ်ချွတ်နေကြတဲ့သူတွေဖြစ်နေကြပြီဖြစ်ပါတယ်။အခုဆိုရင်အီတန်နဲ့အော်ဒီလီတို့က MMA စတင်လေ့ကျင့်တင်ကြားနေပြီဖြစ်ပြီးဗိုက်တရီကလည်းအားပေးနေကြကမန်တွေမှာလည်းဆွတောင်းပေးထားကြပါတယ်။အောင်လာကတော့အခုဆိုရင်သူရဲ့သားနှစ်ယောက်ရဲ့အောင်မြင်မှုအတွက်ဂုဏ်ယူမဆုံးဖြစ်နေရပြီးဖခင်ဖြစ်သူရဲ့ခြေအားကိုနေနိုင်ကြတဲ့သားနှစ်ယောက်အတွက်စွန့်မကောင်းလေးကိုပါတောင်းပေးထားခဲ့ပါတယ်။အောင်လာက MMA ပွဲတွေမှာချန်ပီယံကစားလာခဲ့တာကြားပြီးဖြစ်တယ်လို့သူကစားလာခဲ့တဲ့တက်တန်းကလည်း20တောင်ပြေးလာတော့မှဖြစ်ပါတယ်။ပြည်သူတွေကတော့ခုလိုပဲပါဝင်လူတန်းပြေးလာမဲ့အောင်လာကိုချစ်ကြိုပြောဆိုနေကြကဆွတောင်းပေးနေကြပါတယ်။